အားလုံးပဲမင်္ဂလာပါတူရီဝင်နာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်30ရက်6လ2025အင်္ဂါနေ့အတွက်ဗီဒီယိုကိုပြောပြပေးခြင်းပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်အင်္ဂါနေ့မနက်ပိုင်းအတွက်အချိန်ကြီးကဲကတိုင်းပေါက်ကတိုင်းကိုအရင်ဆုံးပြောပြပေးခြင်းပါတယ်အင်္ဂါနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်ထားတဲ့အချိန်က16အချိန်ဖြစ်ပါတယ်3259ခွန်နဲ့ကတ်မှာဖြစ်ပါတယ်ဗျ16အချိန်ကို3259နဲ့ကတ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပေါက်ကတိုင်း10ကွက်ကတော့1312151ခွန်6396265ခွန်ဆိုပြီးတော့ပေါက်နှန်း8ကွက်ရွေးထုတ်ပေးထားပါတယ်ဒါကတော့အင်္ဂါနေ့မနက်ပိုင်းအတွက်အချိန်ကြီးကဲကတိုင်းပေါက်နှန်းဖြစ်ပါတယ်ဗျအင်္ဂါနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့16လုံးပိုင်းဖြစ်ပါတယ်16လုံးပိုင်းဖြစ်ပါတယ်ဗျအင်္ဂါနေ့နေကုန်မထိမပေါက်ကြီးသုံးလုံးကတော့6ခွန်8ကီးဖြစ်ပါတယ်6ခွန်8ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါအင်္ဂါနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်လည်းကျေးဇူးအများကြီးတင်ပါတယ်ခုနှစ်ရက်သားသမီးများအပူတွေရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျာနော်